မိုင်းဆော့ပစ်တဲ့အောင်မင်္ဂလာပါကျွန်တော်တို့2026ကဘာဖလားပြိုင်ပွဲကတော့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဘိုလူပွဲကိုတော့ရောက်ရှိလာခဲ့ပြီဘိုလူပွဲမှာတော့ကျွန်တော်တို့ဥရောပအသင်းချန်ပီယံစပိန်အသင်းနဲ့လက်ရှိကဘာဖလားချန်ပီယံအာဂျင်တီးနားအသင်းတို့ထိပ်တိုက်ရင်ဆိုင်သွားကြမှာလည်းဖြစ်တယ်ဘိုလူပွဲဖြစ်တာကြောင့်ကျွန်တော်တို့ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပြီးတော့ဒီပွဲကအလွန်ကြည့်ကောင်းမဲ့ပွဲစဉ်လည်းဖြစ်လာမှာပါနှစ်သင်းစလုံးပြီးခဲ့တဲ့ဆီမီဖိုင်နယ်ပွဲစဉ်မှာအကောင်းဆုံးကြော်ဖြတ်လာခဲ့ပြီးတော့ဘိုလူပွဲကိုထိုက်တိုက်တန်တန်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်တို့ဇူလိုင်လ20ရက်မနက်အစောပိုင်းတနင်္လာရီဝဲချိန်မှာရှင်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်တဲ့ကျွန်တော်တို့ပွဲကြိုအချက်လက်တွေကိုကျွန်တော်ပြောပြပေးခြင်းနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဆီမီဖိုင်နယ်ပွဲစဉ်မှာစပိန်အသင်းကတိုက်စစ်အားကောင်းပါတယ်ဆိုတဲ့ပြင်သစ်အသင်းကို2ဂိုးမရှိနဲ့အနိုင်ရရှိအောင်စွမ်းဆောင်ခဲ့ပြီးတော့ဘိုလူပွဲကိုတက်လန်းလာခဲ့တာလည်းဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကတော့အင်္ဂလန်အသင်းကိုမိနစ်80အထိအရေးနှိပ်ခဲ့နေရကနေအဲ့ဒီနောက်ပိုင်းကျမှခြေပါဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူပြီးတော့ဘိုလူပွဲကိုတက်လန်းလာရလည်းဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်စပိန်အသင်းကြောင့်ပြောချင်တယ်စပိန်အသင်းကတော့အဖွင့်ပွဲစဉ်မှာကိတ်ဘာရီအသင်းကိုဂိုးမရှိတရေကျခဲ့တာကလွဲပြီးတော့ကြံတဲ့ပွဲစဉ်တွေအားလုံးကိုတော့အနိုင်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီအဆင့်ကိုတက်လန်းလာတဲ့ပွဲစဉ်တွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်လည်းထိပ်သီးအသင်းတွေဖြစ်တဲ့ပေါ်တူဂီ၊ဘယ်လ်ဂျီယံနဲ့ပြင်သစ်အသင်းတို့ကိုကြော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်အသင်းလိုက်ကစားပုံအားကောင်းတဲ့ပွဲတိုင်းလိုပြိုင်ဘက်အသင်းကိုအသာစီးနဲ့ကစားထားတဲ့စပိန်အသင်းဟာကစားထားတဲ့9ပွဲမှာတကိုးပဲပေးဖို့ရှိတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်ခံစစ်ပြင်နေရာဆုံးအားကောင်းမှုတွေလည်းရှိနေတာကြောင့်ချန်ပီယံဆုကိုရရှိနိုင်ဖို့အတွက်ကတော့စပိန်အသင်းအနေနဲ့မျှော်လင့်ထားမှလည်းဖြစ်တယ်ပြီးတော့နောက်ထပ်မှတ်တမ်းတစ်ခုဖြစ်တဲ့စပိန်အသင်းကဥရောပအသင်းချန်ပီယံဖြစ်ပြီးလို့ရှိရင်ကမ္ဘာဖလားချန်ပီယံဖြစ်တဲ့မှတ်တမ်းတစ်ခုရှိထားတာကြောင့်လည်းဒီတစ်ခါမှလည်းဒီမှတ်တမ်းကိုထပ်ပြီးတော့ပိုင်ဆိုင်သွားနိုင်မလားဆိုတာကလည်းစောင့်ကြည့်သွားရမှာပါအာဂျင်တီးနားအသင်းကတော့ကျွန်တော်တို့ဒီဘိုလူပွဲအဆင့်ကိုတက်လန်းလာတဲ့လမ်းကြောင်းတစ်လျှောက်ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့လည်းအကောင်းဆုံးပုံစံတွေပြသခဲ့ပြီးတော့ကြော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်တယ်ပွဲပြီးကန်ဒီမှာသူတို့ရဲ့အကောင်းဆုံးရုန်းကန်မှုတွေကိုပြသနိုင်ခဲ့ပြီးတော့ကြော်ဖြတ်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်ပွဲတိုင်းကိုအာဂျင်တီးနားအသင်းရဲ့ကစားပုံကလုံးဝကိုအရှုံးခံလို့မရဘူးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကစားတာကြောင့်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာဖလားချန်ပီယံဆုကိုကာကွယ်နိုင်ဖို့အတွက်ဘိုလူပွဲကိုတက်လန်းလာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်အသင်းကောင်းဆောင်မက်ဆီရဲ့အသက်အရွယ်နဲ့မလိုက်တဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့်အာဂျင်တီးနားအသင်းဟာကမ္ဘာဖလားဘိုလူပွဲကို2ကြိမ်ဆက်တက်လန်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်2ကြိမ်ဆက်ကမ္ဘာဖလားချန်ပီယံဆုကိုရရှိနိုင်တဲ့အသင်းတွေထဲမှာသူတို့ရဲ့နာမည်ကိုမှတ်တမ်းထိုးနိုင်ဖို့အတွက်ကလည်းမျှော်လင့်နေမှလည်းအသေးကြပါပဲနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကြိမ်6ကြိမ်ရှိခဲ့ပြီးတော့တစ်ဖက်3ကြိမ်စီအနိုင်ရရှိထားရလည်းဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲမှာတော့နောက်ဆုံးအကြိမ်တွေ့ဆုံထားတာက1966ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာဖြစ်ပြီးတော့အဲ့ဒီတုန်းကတော့အာဂျင်တီးနားအသင်းက2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနေတာပါထိပ်တိုက်တွေ့ဆုံမှုအခြေအနေကတော့တူညီနေလို့တော့ပြောလို့ရ